အားလုံးပဲမင်္ဂလာပါ Caffeine Connection မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့အောင်ကိုပါဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Coffee သင်တန်းကျောင်း Facebook page မှာအမေးအများဆုံးမေးခွန်းလေးတစ်ခုဖြစ်တဲ့ Coffee သင်တန်းကျောင်းပြီးတဲ့အခါအလုပ်ရမလားဆိုတဲ့မေးခွန်းလေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်တို့ Coffee သင်တန်းကျောင်းပြီးတဲ့အခါမှာအလုပ်ကံရရှိဖို့အခွင့်အလမ်းတွေအများကြီးရှိပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Coffee သင်တန်းကျောင်းကဆိုလို့ရှိရင် Coffee ဖြော်တဲ့ရုံတစ်ခုတည်းလောက်ကိုသာလေ့ကျင့်သင်ကြားပေးတာမျိုးမဟုတ်ဘဲနဲ့ Coffee ဆိုင်တစ်ဆိုင်မှာရှိတဲ့ working flow consistency customer service နဲ့ professional barista mindset တွေကိုတကယ်လုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်မှုတဲ့ senior barista တယောက်လိုလုပ်ကိုင်နိုင်သည့်အထိလေ့ကျင့်သင်ကြားပေးနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်မလို့ coffee သင်တန်းကျောင်းပြီးတဲ့အခါမှာလုပ်ငန်းခွင်တစ်ခုနေရာတစ်ခုကိုဝင်ရောက်လုပ်ကိုင်ရတော့မယ်ဆိုတဲ့စိုးရိမ်မှုထက်ဒီလိုလုပ်ငန်းခွင်မျိုးကိုငါရင်းနှီးပြီးသားလုပ်ငန်းခွင်ငါကျွမ်းကျင်တဲ့လုပ်ငန်းခွင်ငါလုပ်ကိုင်နိုင်တယ်ဆိုတဲ့ confidence မျိုးကိုရရှိနေမှာပဲဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ coffee သင်တန်းကျောင်းဆိုလို့ရှိရင်သင်တန်းသားပေါင်းအယောက်900ကျော်ကိုလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီထဲမှာအယောက်950အထိ600ဝန်းကျင်ဟာဒူဘိုင်းမြို့မှာရှိတဲ့ specialty coffee ဆိုင်တွေ restaurant တွေ hotel တွေမှာအလုပ်ကိုင်ခွင့်လန်းကောင်းတွေကိုရရှိလုပ်ကိုင်နေကြပြီပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီထဲမှာတချို့ကျောင်းသားတွေကဆိုလို့ရှိရင်ဒူဘိုင်းမြို့ရဲ့နာမည်ကြီး specialty coffee company တွေမှာ barista trainer တွေအနေနဲ့ပြန်လည်လုပ်ကိုင်နေကြသလိုတချို့ဟာ senior barista position တွေအနေနဲ့လည်းရရှိလုပ်ကိုင်နေကြပြီပဲဖြစ်ပါတယ်ခင်ဗျဒီလိုမျိုးလုပ်ကိုင်ခွင့်လန်းကောင်းတွေကိုလှိမ့်မြင်နဲ့ရရှိလုပ်ကိုင်နေကြတာကကံကောင်းလို့တခုတည်းကြောင့်တော့လုံးဝမဟုတ်ပါဘူးလုပ်ငန်းခွင်နဲ့နှီးစပ်တဲ့လေ့ကျင့်မှုစနစ်ကျတဲ့သင်ကြားမှုမလျှော်သောဇွဲလုံးလားနဲ့ကိုယ်တိုင်စူးစမ်းခြင်းတဲ့စိတ်အဲ့ဒီသုံးခုကိုပေါင်းစပ်ပြီးစူးစမ်းလိုက်တဲ့အခါမှာရရှိလာတဲ့အသီးပွင့်တွေပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ coffee သင်တန်းကျောင်းဟာ coffee ဖြော်တဲ့ရုံတစ်ခုတည်းလေ့ကျင့်သင်ကြားပေးနေတာမျိုးမဟုတ်ဘဲနဲ့ professional barista ဆိုတဲ့ career တစ်ခုကို confidence ရှိနဲ့ဝင်ရောက်လုပ်ကိုင်နိုင်သည့်အထိလေ့ကျင့်သင်ကြားပေးနေတာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့လို့မှန်ကန်တဲ့ training စနစ်ကျတဲ့လေ့ကျင့်သင်ကြားမှုနဲ့မလျှော်သောဇွဲလုံးလားတွေကိုပေါင်းစပ်ပြီးစူးစမ်းလိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အလောက်ကန်ရရှိဖို့အခွင့်အလမ်းတွေတေချာပေါက်များပြားနေမှာပဲဖြစ်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ